အင်းလေးဘက်ကပြည်သူတွေနဲ့ပတ်သက်ပြီးပြောပြလာတဲ့နော်ဘော်အေထားအားလုံးပဲမင်္ဂလာပါရှင်အခုဆိုရင်နော်ဘော်အေထားလေးကစကိုင်းဘက်မှာတနိုင်တလောက်ဂရိုက်တွားရောက်ကလွတ်တက်ပေးနေပြီးအခုဆိုရင်အင်းလေးဘက်ကိုလွတ်အပ်တာလေးတွေတွားရောက်လွတ်တက်ထောက်ပံ့ပေးနေပြီဖြစ်ပါတယ်နော်ဘော်လေးကတော့အခုဆိုရင်အင်းလေးဒေတာပြန်လည်ထူထောင်ရေးအတွက်ကိုအိမ်15လုံးစာဆွစုပေါင်း105သိန်းကိုမှတ်တည်လွတ်တမ်းပေးခဲ့ပါတယ်။အဲအကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းနော်ဘော်အေတာကအခုလိုပဲသူမရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေသိပေးလာခဲ့ပါတယ်။နော်ဘော်အေတာကတော့အင်လီဒေတာပြည်နယ်ထူထောင်ရေးအတွက်နော်ဘော်ကအိမ်15လုံးစာဆွစုပေါင်း105သိန်းကိုမှတ်တည်ထားပါတယ်။ဒီစီစဉ်လေးမှာပါဝင်လွတ်တမ်းကြတဲ့အလူရှင်များထံမှအလူငွေသိန်း900ဝန်းကျင်လက်ခံရရှိပြီးဒီကနေ့စရင်ပိတ်လိုက်ပါပြီ။17ရက်နေ့ကျရင်နော်ဘော်တင်နဲ့LAU Volunteer Network နဲ့အတူနော်ဘော်တို့ကိုယ်တိုင်တအင်တက်တအင်ဆင်ပြီးလူတန်းသွားမှာဖြစ်ပါတယ်။အလူရှင်နာမည်နဲ့လူတန်းငွေအတိအကျကိုမနက်ဖြန်စဉ်အတိအကျတင်ပေးပါမယ်ရှင်။နော်ဘော်နဲ့အတူပါဝင်လူတန်းပေးတဲ့အလူရှင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးအတိပေးထားခဲ့ပါတယ်။နော်ဘော်ရဲ့ဒါကတော့အခုဆိုရင်အင်လီဒေတာကိုတော့ကလူတန်းကူညီပေးနေပြီဖြစ်ပြီးအလီယာပြည်သူတွေနဲ့ပတ်သက်ပြီးတော့လည်းနော်ဘော်ရဲ့ဒါကအခုလိုပဲပြပြလာခဲ့ပါတယ်။နော်ဘော်ရဲ့ထားကအင်ဒီရောက်တော့အင်ဒိုအင်သားတွေရဲ့ရင်ဖွင့်တဲ့အင်းတွေကရွာတွေရဲ့အပြာစီတွေများတော့စိတ်မကောင်းချက်ဖြစ်ရောက်ပါတယ်။အခုတော့အိမ်15လုံးစာအတွက်စစုပေါင်း305ကိုမှတ်တည်ထားတာပေါ့နော်။နောက်ထပ်လည်းလိုအပ်တာတွေလူတန်းပေးသွားမှာပါ။တကယ်အကူအညီတွေအလူတွေမရောက်သေးတဲ့ရွာတွေလည်းရှိလို့တေချာဆောင်စမ်းပြီးတော့အကူအညီလူတန်းပေးစေချင်ပါတယ်။နော်ဘော်လည်းတနိုင်တလောက်လူတန်းပေးသွားမှာပါဆိုပြီးနော်ဘော်လေးကပြပြလာခဲ့ပါတယ်။နော်ဘော်ရဲ့တက်ကနော်ဘော်အေတာကစကိုင်းကမြင်ကလေးပေးတဲ့ပြည်သူတွေစီကိုလည်းဂရတ်သွားရောက်တွေ့ဆုံခဲ့ပြီးနော်ဘော်လေးကစားတောက်စရာမျိုးစုံနဲ့ရတန်းတို့ကိုလူတန်းပေးခဲ့ပါသေးတယ်။နော်ဘော်အေတာကတော့စကိုင်းကိုသူမဂရတ်သွားရောက်ထောက်ပံ့လူတန်းပေးခဲ့တယ်လို့အခုလိုမြင်ကလေးပေးတဲ့နေရာတွေအတွက်ကိုလည်းစက်တိန်100တီတီကိုလူတန်းပေးခဲ့ပါတယ်။နော်ဘော်လေးကတော့စကိုင်းကိုသူဂရတ်သွားရောက်ခဲ့ရမှာသူထင်မှတ်ထားတာထက်ကိုအခြေအနေတွေပိုဆိုးနေရကိုတွေ့ရပြီးအရန်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။နော်ဘော်အေတာကတော့နော်ဘော်အေထားကတော့အခုလက်ရှိမှာအင်းလေးဘက်ကိုလိုအပ်တာလေးတွေတော့ထောက်ပံ့ပေးနေပြီဖြစ်ပြီးသူမကတော့ပရာဟိတအကျိုးပြုအလုပ်လေးတွေမှာတက်အားတဲ့ဘက်ကနေပါဝင်ဆောင်ရွက်ပေးနေလျက်ရှိပါတယ်။အခုဆိုရင်မင်းသမီးလေးနော်ဘော်အေထားကလည်းတတော်တနေရာကနေပါဝင်လူတန်းထောက်ပံ့ပေးနေပြီးသူမတော့ထပ်ပြီးတော့လေအချင်းကြီးဆိုတဲ့နေရာတွေစီကိုလူတန်းပေးတော့မှလို့ပြောပြလာခဲ့ပါတယ်။အင်းလေးဒေတာကိုမကြသေးမီကလည်းဝုံမိုရွှေကတော်လူတန်းပေးခဲ့ပါတယ်။မင်းသမီးလေးနော်ဘော်အေတာကတော့တယောက်တည်းအေးချမ်းချမ်းလေးဖြတ်တန်းနေအနုပြောင်လုပ်လေးတွေကိုစူးစမ်းလုပ်ကိုင်နေရဖြစ်ပါတယ်။ရိုးရည်လေးကလည်းချစ်စရာကောင်းတယ်လို့အပြောဆိုလေးပွေလေးချစ်စရာကောင်းတယ်လေးပါ။ဘိုက်သူတွေကတော့နော်ဘော်အေတာရဲ့တရုတ်ဆောင်ချက်တွေကိုအခြေကသဘောကျအားပေးနေကြပါတယ်။မင်းသမီးချောင်းလေးနော်ဘော်အေတာကတော့ပရိသတ်တွေအတွက်အနုပြောင်လုပ်လေးတွေမှာအကောင်းဆုံးစူးစမ်းသွားမယ်လို့လည်းဆိုပါတယ်။